ရေထွက်လဲများရမယ်ကုန်ကြစိတ်လဲတက်တာရမယ်ဆိုတဲ့လူကြီးမင်းတို့အတွက်ညီမတို့စီမှာအီတလီနေပညာတော့ absorb တဲ့စိတ်တွေကနှလမဝင်နှလမအတွက်စာပေးပတ်နေရောက်ရှိထားပါတယ်ရှင်အခုအသေးရောက်ရှိထားတဲ့ဒီအပေါ်ဆွဲပတ်တွေကတော့ကွန်ထရိုလာကိုပတ်မှာတစ်ခါတည်းတွဲပေးထားတဲ့ all in one design မှာကွန်ထရိုလာထားဖို့နေရာရှာရတာမျိုးမရှိတော့တဲ့အပြင်ကွန်ထရိုလာမှာဆိုလို့ရှိရင် auto sensor တွေနောက်ပြီးတော့ MC board conductor တွေနဲ့အပေါင်းတို့ကြိုးတွေပါတစ်ခါတည်းထုတ်ပေးထားတာမလို့ချိတ်ဆက်အသုံးပြုရတာလဲလွယ်ကူသွားပါတယ်အရင်ထွက်ထားတဲ့နှလမစာပေးပတ်တွေထက်ပစ္စည်း quality အများကြီးပိုကောင်းပါတယ်သူရဲ့ display ကိုလည်းအကောင်းစားကော်ဒီကိုဒါသုံးပေးထားပြီးတော့ IP ဆိုလို့ရှိရင်45ထိပါဝင်တာမလို့စိတ်ချလက်ချနဲ့အသုံးပြုနိုင်ပါတယ်ဒါကြောင့်နေရာပြောင်းရွှေ့လုပ်ပြီးတော့ရည်တည်နေရတဲ့လူချင်းမင်းတို့အတွက်ဒီပေါ်ပါချစ်လေးတဲ့ဒီဇိုင်းဟာတော့ကွတ်တိပါပဲ installer တမားတွေအတွက်လုံးမရှုပ်တော့တယ်လို့ကိုယ်တိုင်တက်ဆင်အသုံးပြုမဲ့လူချင်းမင်းတို့အတွက်လည်းအရန်ကိုအဆင်ပြေပါတယ်ဒီနှလမဝင်နှလမထွက်စာပေးပတ်နေရမြေကောင်ရီတကောင်ခွဲအားရှိပြီးတော့ DC only ပတ်ပဲဖြစ်ပါတယ်အကောင်သေးပေမဲ့ဒီပတ်ရဲ့ရည်ထွားကိုလည်းအထင်သေးလို့မရပါဘူးဒီပတ်ရဲ့ရည်ထွားကိုလည်းရှေ့မှာတစ်ချက်ဆန်းပြပေးပါမယ်ကဲဒါကတော့ absorb တဲ့စိတ်နှလမဝင်နှလမထွက်စာပေးပန်းကိုမနေ့10နိုင်ဝင်းကျင်လောက်မှာ JA တဲ့စိတ်630ဝက်ဆိုလာ3ချက်နဲ့ဆန်းထားတဲ့ရေထွားပဲဖြစ်ပါတယ်ရေထွားကတော့တနာရီကိုသူကဂါလန်အများဆုံး9900ဝန်းကျင်ထိထွက်ရှိနိုင်မှာပဲဖြစ်ပါတယ်ဒီပန်းအတွက်အမခလည်းတစ်နှစ်ပေးထားတဲ့အပြင်အပိုပစ္စည်းအစုံမှရရှိနိုင်ပါတယ်စိုက်ပျိုးရေးမွေးမြူလုပ်ငန်းတွေအတွက်ချောင်းမြောက်ကန်တွေကနေရည်တင်မယ်ဆိုတဲ့လူကြီးမင်းတို့အတွက်ဘတ်ဂျက်အသက်တာဆုံးနဲ့အဆင်ပြေဆုံးပတ်ပဲဖြစ်ပါတယ်တခါတည်း one stop service အနေနဲ့တက်ဆင်ကျင်တဲ့လူကြီးမင်းတို့အတွက်လည်းညီမတို့ရဲ့ Universal Solar မြန်မာမှာဆိုရင်အတွေ့အကြုံအရှိကျွမ်းကျင် installer များနဲ့လိုက်လံတက်ဆင်ပေးနေတဲ့ဝန်ဆောင်မှုလည်းရှိပါတယ်။နေဘက်ကနေမိုင်းလို့တဲ့လူကြီးမင်းတို့အတွက်လည်းငွေလဲဝင်ပြီးဆိုတာနဲ့တက်ဆိုင်ရာကားခဲ့အရောက်ကိုပို့ဆောင်ပေးနေတဲ့ဝန်ဆောင်မှုလည်းရှိနေတာမလို့အခုပဲ Universal Solar မြန်မာမှာမှာယူလိုက်တော့နော်။